မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်လီကြောင်းတိုက်ခိုက်မှုတွေအတွက်အရေးယူနိုင်ဖို့ကြိုးပမ်းနေကြောင်း IIMM ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာစစ်ကောင်စီကဒီနေ့အတွင်းလီကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်လာနေကြောင်းဒီတိုက်ခိုက်မှုတွေကြောင့်တည်ဆုံမှုတွေပျက်စီးမှုတွေနဲ့နေရဲဆုံးခွာမှုတွေပြန့်နှံ့ဖြစ်ပွားနေကြောင်းမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရား IIMM ကဧပြီလ17ရက်နေ့မှာထုတ်ပြန်ပါတယ်ဒီတိုက်ခိုက်မှုတွေကိုအမိန့်ပေးစေခိုင်းသူတွေနဲ့လှုပ်ဆောင်သူတွေကိုအရေးယူနိုင်ဖို့ကြိုးပမ်းဆောင်ရွက်နေရလို့ IIMM ရဲ့အကြီးအကဲနီကိုလက်ခွန်ချန်ကပြောပါတယ်မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့နှစ်ကစစ်ကောင်စီလေကြောင်းပုံကျင်းမှုကြောင့်အနည်းဆုံးလူ155ဦးသေဆုံးခဲ့တဲ့စကိုင်းတိုင်းပစီကြီးရွာဖြစ်ရနောက်ပိုင်းကစပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီးတိုးလာခဲ့တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့လကငလင်လောက်ခတ်မှုအပြီးအသက်ရှင်ကျန်ရည်သူတွေကိုကယ်ဆယ်ရေးသမားတွေကရှာဖွေနေစဉ်မှာပဲစစ်တပ်ကမန္တလေးစကိုင်းနဲ့အခြားဒေသတွေမှာလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့တာကြောင့်အရက်သားတွေထိခိုက်ဒေဆုံးခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်ပြည်သူတွေကဒီတိုက်ခိုက်မှုရဲ့တန်းကိုတွယ်ဝိုက်ခံစားနေရတာမဟုတ်ပဲပြစ်မှတ်ထားပြီးတိုက်ရိုက်တိုက်ခိုက်တာကိုများသောအားဖြင့်ခံနေရပါတယ်။ကျောင်းတွေစိတ်ယုံစိတ်ကန်းတွေနဲ့ဒုက္ခသည်စခန်းတွေဖျားကျောင်းဘုံတော်ကြီးကျောင်းတွေအပြင်ဂီတဖျော်ဖြေပွဲလိုမျိုးလူစုလူဝေးမှာပုံကျဲခံခဲ့ရကြောင်းအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေဟာစစ်ရာဇဝတ်မှုဒါမှမဟုတ်လူသားနှုံးရဲ့ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်ကြောင်းအဓိကတာဝန်ရှိသူတွေကိုဖော်ထုတ်နိုင်ဖို့အဆောင်ဆန်းစစ်ဆေးမှုတွေကိုလည်းအရှိန်မြင့်ဆောင်ရွက်နေကြောင်းပြောပါတယ်။ IIMM အနေနဲ့ဒီရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုတွေအကြောင်းအထောက်အထားတွေကိုစုဆောင်းစစ်စစ်သုံးသပ်နေတာဟာကျူးလွန်ဖို့အမိန့်ပေးသူတွေနဲ့ကျူးလွန်လှုပ်ဆောင်သူတွေကိုသိစေချင်ပါတယ်။ဒီနေ့မှာသူတို့ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်တရားရုံးမှာရင်ဆိုင်ရဖို့ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့နီကိုလက်ခွန်ချန်ကပြောပါတယ်။ IIMM အနေနဲ့သတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီးစစ်ကောင်စီကိုအကြိမ်များစွာဆက်သွယ်ခဲ့ပြီးမြပြန်လည်တုံ့ပြန်တာမရှိဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဆက်လက်ပြီးငလင်ပေးတင်ချိန်လာမယ့်ဒီဇင်ဘာစစ်ကောင်စီရွေးကောက်ပွဲမှာဝိုင်းဝန်းပူးပေါင်းဖို့စစ်ကောင်ဆောင်တောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်ပေးတင်နေချိန်စစ်ကောင်စီကလာမယ့်ဒီဇင်ဘာမှာပြုလုပ်မယ့်ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပပြီးစီးနိုင်ဖို့အတွက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သားရန်လို့ကြောင်းစစ်ကောင်စီကောင်ဆောင်ဖို့ချုပ်မှုချင်းမအောင်လိုင်းကမနေ့ကဧပြီလ10ရက်ကပိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသခီးစင်မှာပြောပါရယ်ငလင်တန်တင်ခဲ့တဲ့ရှမ်းပြည်နယ်တောင်ပိုင်းပိုအိုကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသဟိုပုံမြို့ကိုတွားရောက်ကြည့်ရှုစဉ်အဆိုပါဒေသမှာပြည်내ခရိုင်မြို့နယ်စဉ်စစ်ကောင်စီလောက်ခံဌာနဆိုင်ရာဝန်ထမ်းများနဲ့တွေ့ဆုံရမှာအဲ့ဒီလိုပြောကြားခဲ့တာပါလက်ရှိမှာ Richter Scale 9.9 အဆင့်ရှိအင်အားပြင်းငလင်ကြောင့်စစ်ကောင်စီစီရင်ရာလူပေါင်း3600ကျော်တည်ဆုံပြီးထိခိုက်ပျက်စီးမှုများပြားနေချိန်မှာစစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကရွေးကောက်ပွဲကိုဒီဇင်ဘာလအတွင်းမှာကျင်းပဖို့ရှိကြောင်းဧပြီလ10ရက်နေ့မှာထုတ်ပြန်အတည်ပြုခဲ့ပါတယ်။ဒါကြောင့်ပါတီတီထောင်ခွင့်လျှောက်ထားလို့သူများအနေနဲ့လာမယ့်မေလ9ရက်နေ့နောက်ဆုံးထားလျှောက်ထားကြဖို့ UEC ကပြောထားပါတယ်။စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာတတိယပတ်နဲ့စတုတ္ထပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်စသဖြင့်အပိုင်း၄ပိုင်းခွဲပြီးပြုလုပ်ဖို့စီစဉ်ထားကြောင်းစစ်ကောင်ဆောင်ကပြီးခဲ့တဲ့မလအတွင်းကထုတ်ဖော်ပြောဆိုထားပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးနောက်ရွေးကောက်ပွဲကော်မရှင်ကိုပြန်ဖွဲ့စည်းထားပြီးလက်ရှိမှာ၎င်းတို့ရဲ့လုပ်ငန်းစဉ်အရရွေးကောက်ပွဲဖြစ်မြောက်ရေးတာဝန်ပေးပြီးမဖြစ်မနေလှုံ့ဆော်ခိုင်းနေခြင်းဖြစ်ကြောင်းစစ်ကောင်စီထံမှတ်ပုံပြန်မတင်ခဲ့တဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီမှအထွေထွေတွင်ရင်မှုဦးမျိုးကျော်ကသတင်းဌာနကိုပြောပါတယ်။တစ်ဖက်မှာလည်းစစ်ပေးရှောင်နေရှိတဲ့ပြည်တွင်းစစ်တွေတောက်လျှောက်ဖြစ်တဲ့တစ်ဖက်မှာလည်းတဘာဝဘေးဒဏ်တွေရှိတဲ့ဒီကြားထဲမှာရွှေကောက်ပွဲကိုလှုပ်တယ်ဆိုတဲ့ဟာကဒါကတော့အာဏာရှင်တွေရဲ့အစဉ်အလာလှုပ်တာပါ။ဒါပေမဲ့လည်းရွေးကောက်ပွဲကိုကျင်းပဖို့ကြိုးစားနေကြတဲ့ UEC တို့ကိုယ်တိုင်တော့မှအခုချိန်မှာတာလဘတ်ရုံးခန်းထဲမှာလုံနေရတာအဲ့ဒီတော့ဒီဟာနဲ့ဘလို့လို့ကျွန်တော်တို့နိုင်ငံမှာရွေးကောက်ပွဲဖြစ်နိုင်မလဲဖြစ်နိုင်ခြင်းမဖြစ်နိုင်ခြင်းဆိုတာကသူတို့ရဲ့အင်္ဂါလက္ခဏာကိုကြီးလိုက်ခြင်းတောင်မှသိနိုင်ပါတယ်လို့၎င်းကဆိုပါတယ်စစ်ကောင်စီအနေနဲ့လည်းအာဏာသိမ်းပြီးနောက်ရွေးကောက်ပွဲကျင်းပမယ်လို့မကြာခဏပြောဆိုထားပြီးအခုနှစ်ဖေဖော်ဝါရီလမှမလအတွင်းမြို့နယ်ချို့မှာအသက်16နှစ်နဲ့ထက်လူဦးရေစင်းကိုမြေပြင်ကွင်းစင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်မလ28ရက်ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်နေပြည်တော်မန္တလေးနဲ့စကိုင်းပါဝင်မြန်မာနိုင်ငံအလဲပိုင်းမှာထိခိုက်ပျက်စီးမှုများပြားခဲ့ပြီးကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA မြန်မာရဲ့ဧပြီလ9ရက်နေ့ထုတ်ပြန်ချက်အရငလင်ကြောင့်လူဦးရေ18တန်းခန့်ထိခိုက်မှုရှိကြောင်းခန့်မှန်းထားပါတယ်။ဆက်လက်ပြီးတကြံကာလအပါဝင်16နှစ်ထက်လူငယ်များကိုဒုံလက်ပတ်ရဟန်းခံခွင့်မပြုဖို့ဘုံကြီးကျောင်းတွေကိုစစ်ကောင်စီဖိအားပေးထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်သားစုဆောင်းရန်လို့ဆိုပြီးစစ်ကောင်စီကတကြံကာလအပါဝင်16နှစ်ထက်လူငယ်တွေကိုဒုံလက်ပတ်ရဟန်းခံခွင့်မပြုဖို့ဘုံကြီးကျောင်းတွေကိုဖိအားပေးနေကြောင်းသိရပါတယ်။သတင်းဌာနကစုံစမ်းသိရှိရတဲ့အချက်လက်တွေအရမဟာစီမိုးကုတ်ရွာမှအစရှိတဲ့နာမည်ကြီးဘုံကြီးကျောင်းတိုင်များအပြင်ရက်ကွက်အလိုက်ဘုံကြီးကျောင်းတွေပါ
လူငယ်များတောင်လက်ပတ်ရဟန်းခံခွင့်မပြုဖို့ဖိအားပေးနေရလို့ဆိုပါတယ်။မဟာစီမှာဖုံးကြီးဝတ်ဖို့မိတာအသက်မီတဲ့လူပြည့်နေရဆိုပြီးပေးမွေဘူးလို့ရန်ကုန်မြို့တာဂေတာမြို့နယ်မှာနေထိုင်သူမျိုးသားတအုပ်ကတကြံကာလတောင်လက်ပတ်ရဟန်းခံခွင့်မရတဲ့အခြေအနေကိုရှင်းပြပါတယ်။ဒါအပြင်မြို့နယ်ရက်ကွက်များရှိဘုံကြီးကျောင်းများမှာလည်းလွန်ခဲ့တဲ့တလခန့်ကလေးကရဟန်းခံရှင်းပြမဲ့အကြောင်းအရာတွေကိုကြိုတင်စင်းပေးသွင်းမှုကိုခွင့်မပြုတော့ကြောင်းဆက်သွယ်အကြောင်းကြားလာတယ်လို့မြောက်တကုံမြို့နယ်မှာနေတဲ့ရဟန်းမတူကပြောပါတယ်။တားရဲ့မောင်လေးရဲ့ပြီးတော့အကိုရီရဲ့ကိုစည်ရင်ပေးပြီးသားအဲ့ဒီဘုံကြီးကျောင်းမှာပါဒါပေမဲ့မနေ့က AB10 ရက်ကဘုံကြီးကျောင်းကတားဖြစ်သူ17နှစ်အရွယ်ကိုပဲရှင်းပြပေးလို့ရမယ်အသက်ကျော်တဲ့အမျိုးသားတွေကမရဘူးဆိုလို့အလူပွဲကိုဖျက်လိုက်ရတယ်လို့၎င်းကပြောပါတယ်။အသက်16နှစ်အထက်မျိုးသားများကိုရဟန်းခံခွင့်မပြုတော့တာကပဲခူးတိုင်းဖြူမြို့နယ်မှာကန့်သက်ခံရကြောင်းအဆိုပါဒေသခံတွေကပြောပါတယ်။နှစ်တိုင်းဝင်နေကြဆိုတော့ဒီနှစ်လည်းဝင်မယ်ဆိုပြီးလို့တော့အသက်16နှစ်အထက်တွေမွေးရဘူးဆိုပြီးလို့တော့မွေးရတော့ဘူးပေါ့လို့အထက်ပါမျိုးသားကပြောပါတယ်။အဆိုပါကန့်သက်ချက်တွေကိုစစ်ကောင်စီရဲ့တာသနာရေးဝန်ကြီးဌာနမှတဆင့်မြို့နယ်တန်ခါနာယကထက်ဆင့်ညွှန်ကြားခြင်းလို့အင်းစိန်မြို့နယ်ဘုံကြီးကျောင်းတိုင်းတစ်ခုရဲ့ကျောင်းတိုင်းဆရာတော်တစ်ပါးကမိန့်ကြားပါတယ်။တကြံကာလမှာအသက်ပြည့်ပြီးတဲ့အမျိုးသားတွေလက်ခံရဟန်းခံဖို့နှုတ်အားဖြင့်ပြောကြားထားတယ်လို့အထက်ပါဆရာတော်ကမိန့်ကြားပါတယ်။တကြံကာလတွင်ဒုံလက်ပတ်ရဟန်းခံခြင်းမှာစစ်မှုတန်းရန်ရှောင်ရှားခြင်းနဲ့အခြားသောယူဆချက်တွေရှိပြီးစစ်ကောင်စီတားဆီးရဲ့လုံရက်ကရိုင်းဆိုင်ရုံမှပြီးဗုဒ္ဓသာသနာကိုစော်ကားခြင်းလို့အထက်ပါသတင်းအရင်းမြစ်တွေကမှတ်ချက်ပြုပါတယ်။နောက်တစ်ချက်တတိထားမှာကတကြံကာလမှာပြောမဲ့ပါမဲ့အမျိုးသားတွေအများကြီးရှိစေခြင်းနဲ့ပြီးတော့သူတို့ပေါ်တာဆွဲလိမ့်မယ်လို့ရန်ကုန်မြို့ကန်တုံကပြောပါတယ်။နိုင်ငံတော်ဝန်စည်ရင်ရှုံးနေတဲ့စစ်ကောင်စီကလွန်ခဲ့တဲ့14နှစ်ကစစ်အစိုးရပြဋ္ဌာန်းခဲ့တဲ့ပြည်သူ့စစ်မှုထမ်းဥပဒေကိုအာဏာသိမ်းခေါင်းဆောင်အမိန့်နဲ့2024ဖေဖော်ဝါရီ10ရက်မှာထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရအသက်16နှစ်ပြည့်ပြီးသူအမျိုးသမီးမျိုးသားတိုင်းကို2နှစ်စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်ပြီးတိုင်းပြည်အရေးပေါ်အခြေအနေဆိုပါက9နှစ်ထိ၎င်းတို့လိုတလို့ခိုင်းစေနိုင်တယ်လို့ဆိုပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့ဧပြီလတကြံပြီးမှပထမတုံးဖြင့်လူဦးရေ9000စတင်ခေါ်ယူခဲ့တဲ့အာဏာသိမ်းစစ်ကောင်စီတပ်ကရန်ကုန်မန္တလေးပါဝင်၎င်းတို့ထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာစစ်မှုထမ်းဖို့လူငယ်များပြားကိုအတင်းအဓမ္မဖမ်းဆီးနေပြီးတစ်နှစ်အတွင်းလူငယ်တောင်းချီဖမ်းဆီးခဲ့ရလက်ရှိမှာစစ်မှုထမ်းပတ်စဉ်စနစ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုကနိညာအချိန်မျိုးနေအိမ်တွေတင်အစင်းအကြောင်းပြဝင်ရောက်ပြီးဖမ်းဆီးခြင်းလမ်းမများပေါ်မှာလုံခြုံရေးအကြောင်းပြပြီးဖုန်းပါမကျန်စစ်ဆေးဖမ်းဆီးခြင်းအလုတ်သွားအလုတ်ပြန်ခြေကလူရန်စားလူငယ်တို့ကိုပြစ်မှတ်ထားဖမ်းဆီးခြင်းများဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကြုံပြောမှာအုပ်ချုပ်ရေးမှူးတနက်နဲ့ပြစ်ခတ်ခံရမှုအတွက်လူငယ်နှုတ်ကိုစစ်ကောင်စီဖမ်းဆီးစစ်ဆေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ AR တိုင်းကြုံပြောမျိုးနယ်မှာစစ်ကောင်စီခန့်ရဲကြီးအုပ်ချုပ်ရေးမှူးတအုပ်တနက်နဲ့ပြစ်ခတ်ခံရပြီးတည်ဆုံပြီးရဲ့နောက်ကျေးရွာတွေကလူငယ်နှုတ်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးသွားကြောင်းဒေသခံတွေစီမှသိရပါတယ်။ AB လ10ရက်နေ့မှာတည်ဆုံခဲ့တဲ့အုပ်ချုပ်ရေးမှူးမှာငကြီးတူကျေးရွာအုပ်စုစင်နကောင်ကျေးရွာမှာဦးလာတိုင်ဖြစ်ပြီးစင်နကောင်ကျေးရွာဒေသခံလူငယ်နှုတ်ကိုစစ်ဆေးမြင့်မြတ်နေလို့ဆိုပြီးစစ်ကောင်စီတပ်ကဖမ်းဆီးသွားတာဖြစ်ပါတယ်။မြို့နယ်အစည်းအဝေးကပြန်လာချိန်မှာအပြစ်ခံရပြီးရှန်ကုန်ပို့တာလမ်းတင်သေးသွားတယ်။သူ့ကြောင့်ထွက်ပြေးရတဲ့သူတွေလည်းမနေဘူး။အခုလည်းဖမ်းဆီးခံရတာသူတို့နဲ့မတည့်တဲ့သူတွေရွာမှာနောက်ထပ်လည်းထပ်ပြီးဖမ်းအောင်မှအခုတည်တဲ့အုပ်ကြီးရဲ့သားကလည်းအတော်ဆိုးတယ်လို့ငကြီးတူကျေးရွာအုပ်စုရှိဒေသခံတောက်ကပြောပါတယ်။စစ်ကောင်စီက၎င်းတို့ခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးတနက်နဲ့ပြစ်ခတ်ခံရပြီးတည်ဆုံခဲ့တဲ့အတွက်လူငယ်နှုတ်ဖမ်းဆီးသွားတဲ့ပြင်ကြုံပြောမျိုးနယ်အတွင်းမတင်ကားတဲ့လူငယ်တွေကိုပါစစ်ဆေးလျက်ရှိကြောင်းဒေသခံတွေရဲ့ပြောကြားချက်ရသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။